မင်္ဂလာပါညီကိုတို့ရေကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီနေ့ကစားမယ်ပေါ့နော် Premier League 6ပွဲကျွန်တော်အကြိုက်လေးတွေကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့တနင်္ဂနွေနေ့ပေါ့နော်တနင်္ဂနွေနေ့ကျွန်တော်18ရက်နေ့ပွဲရမ်းများတယ်ပေါ့နော်ကျွန်တော်တို့ဒီပုံမှန်ကျွန်တော်တို့ဒီလုံးနေကြလီပေါ့နော်လီ3လီရှိတယ်ဗျမနေ့က Bundesliga တွေကတော့ပြီးသွားပြီဆိုတော့ဒီနေ့ Premier League Serie A La Liga 3လီမှာကျွန်တော်26ပွဲအထိရှိတယ်ပေါ့နော်ဆိုတော့ Serie A ကတော့ကျွန်တော်ဒီ9နာရီပွဲ9ပွဲကတော့ကျွန်တော်မိမှာမဟုတ်တော့ဘူးပေါ့နော်ကျွန်တော်ဒီထက်အကြိုက်လေးတွေတော့မှရွေးထားတာလေးတွေတော့ရှိတယ်ကျန်တာကတော့ကျွန်တော်ဒီ30ချက်ကတော့ကျွန်တော်လုပ်ဖို့အချိန်မမီတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော် Channel Series 9ပွဲနဲ့ La Liga 10ပွဲကိုကျွန်တော်ခဏနေကြရင်ကျွန်တော် page မှာ live လွှင့်မယ်ပေါ့နော်ဆိုတော့လောလောဆယ်ဒီဗီဒီယိုမှာတော့ကျွန်တော် Premier League 6ပွဲကိုကျွန်တော်သုံးသပ်ပေးတော့မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ပထမဆုံးကျွန်တော်တို့ဒီအစောဆုံးပွဲဖြစ်တဲ့ United နဲ့Nottingham Forest ပွဲလေးကနေစမယ်ပေါ့နော်ဆိုတော့ Manchester United နဲ့ Nottingham Forest မှာကျွန်တော်တို့ဒီနေ့ Manchester United အိမ်ဝင်းပေါ့နော်အိမ်ဝင်းနောက်ဆုံးပွဲဖြစ်တယ်ဒါပထမဆုံးကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တခြားဒီလိုအချိန်တွေဆိုလို့ရှိရင်အားလုံးသိတဲ့အတိုင်းပဲအိမ်ဝင်းနောက်ဆုံးပွဲစဉ်ဖြစ်တဲ့အသင်းတွေအနေနဲ့များသောအားဖြင့်တော့ရလက်ကောင်းကြတာများတယ်ဂိုးတွေသွင်းနိုင်ကြတာများတယ်ပေါ့နော်ဒါအကုန်လုံးကိုတော့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ရာခိုင်နှုန်းအများစုကတော့ကျွန်တော်တို့အဲ့လိုရလက်တွေထွက်လေးရှိရပေါ့နော်ရလက်ကောင်းတယ်ကိုယ်တွေသွင်းနိုင်ပါရှိရ United ကဆိုတော့ကျွန်တော်တို့စမယ်ပေါ့နော်ကြေးရတော့အနေငယ်ကြလာတယ်ဗျာကျွန်တော်အခုဗီဒီယိုလုပ်တဲ့အချိန်ဆိုလို့ရှိရင်ဒါပွဲကန်ဖို့တော့တနားခွဲလောက်တော့လိုပါသေးတယ်ဆိုတော့အခုအချိန်မှာတလုံး35ပြားနိုင်ဆိုပြီးဖြစ်နေတယ်ဗောနော်ကိုပေါင်းစီကတော့3လုံး10ပြားရှုံးလောက်ရှိပါတယ်ဆိုတော့ဒီပွဲစဉ်ကကျွန်တော်အမြင်ရတော့ကျွန်တော်နှစ်ကွက်ကြိုက်နေတာဗောနော်ဒါပေမဲ့နှစ်ကွက်လုံးတော့ကျွန်တော်တို့ဇုံလိုက်ဆော့လို့တိတ်မကောင်းတဲ့ရွေးချယ်မှုမျိုးဖြစ်နေတယ်ဗောနော်ဒါဘာလို့လဲဆိုတော့ကျွန်တော်ကြိုက်နေတာက United Body ဒါမှမဟုတ် goal out ဆိုတဲ့ရလက်တစ်ခုကိုကျွန်တော်ကဖြစ်လာမှထင်တယ်ဗောဗျာဆိုတော့ပထမဆုံး United ကိုဘာကြောင့်ကြိုက်ရလဲဆိုတာကတော့ရှင်းပါတယ်ဒီနေ့ United အိမ်ဝင်းနောက်ဆုံးပွဲဒါပထမဆုံးတစ်ချက်ပြီးတော့ဒါကျွန်တော်တို့ Bruno အနေနဲ့လည်း Bruno Fernandes အနေနဲ့လည်းသူ့အတွက်ကအစစ်ပါပေါ့နော်ပံ့ပိုးမှုကျွန်တော်တို့အချိန်20ပြည့်မဲ့ဒါစံချိန်တင်မဲ့အခွင့်အရေးတစ်ခုရှိတယ်ပြီးတော့ Casemiro ရဲ့နောက်ဆုံးပွဲဖြစ်တယ်ပြီးလို့ရှိရင်ပေါ့နော်ဘယ်လိုပြောရမလဲကျွန်တော်ဒီနီးပြပါဗျာMichael Carrick ရဲ့ကျွန်တော်တို့တရဝင်ဒါကျွန်တော်တို့နောက်ရာသီတွေအတွက်ပါစာချုပ်ချုပ်ပြီးသွားတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကအိမ်ဝဲမှာတို့ပြည်သက်ကိုအဖွင့်လှလေးနဲ့တော့ဒါလုတ်ပြနိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်ကျန်တဲ့ရှေ့ပွဲစဉ်တွေလည်းအိမ်ဝဲမှာလုတ်ပြနိုင်ခဲ့ပါတယ်ကျွန်တော် Liverpool တွေနိုင်ခဲ့တာတွေဒီ Michael Carrick ကင်ပြီးနောက်ပိုင်း United ရဲ့အိမ်ဝဲရလက်တွေကြည့်မယ်ဆိုလို့ရှိရင်တော်တော်ကြီးရလက်တွေကောင်းသွားတာကိုတွေ့ရတယ်ပေါ့နော် Leeds ကိုရှုံးခဲ့တဲ့တပွဲလောက်ပဲကျွန်တော်နည်းနည်းလေးအပြစ်ပြောစရာရဲ့လို့ဖြစ်ခဲ့တာလေးရှိတယ်ပေါ့နော်ဒါဆိုတော့ထားပါတော့ဘယ်လိုပဲဖြစ် United အိမ်ဝဲနောက်ဆုံးပွဲမှာRaider စိတ်ကြည်နေအောင်ကန်ပေးသွားမှာထင်တယ်ရှေ့မှာသူဆန်နာလန်ကိုကြေးကြပေးပြီးပြီဗျာအဲ့ရှေ့မှာတော့ကြေးတွေဇက်တိုက်အောင်နေလို့ပြီးခဲ့တဲ့ဘက်ဆန်နာလန်နဲ့ပွဲမှာကျွန်တော်ကိုယ်တိုင်လည်းဆန်နာလန်ရွေးခဲ့တာပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်ကတော့ United ပြန်ပြီးတော့နိုင်မှုများတယ်ကြေးတန်းရတော့ကျွန်တော်တိတ်ကြိုက်တဲ့ကြေးတန်းမျိုးတော့ဟုတ်မနေဘူးပေါ့နော်ဒါပေမဲ့နောက်တစ်ချက်ကျွန်တော်ထပ်ပြီးတော့ United ကိုရွေးချယ်ခြင်းကြောင့်က Nottingham Forestရဲ့အဝေးကွင်းဖောင်တွေအရန်ကောင်းနေတာကိုကျွန်တော်စန့်ကျင်နေတာတခုပေါ့နော်ဒါ Europa League မှာတော့သူပြန်ကျသွားတာတော့ရှိတယ်ဒါပေမဲ့ Premier League ပွဲစဉ်တွေမှာကြည့်မယ်ဆိုလို့ရှိရင်ကြေးတွေအောင်နေတာများပြီဗျအိမ်ကွင်းရောဝေးကွင်းရောကြေးတွေအောင်တယ်ပေါ့နော်နောက်ဆုံးကန်သွားတဲ့ပွဲစဉ်မှာဆိုလဲအိမ်ကွင်းမှာ Newcastle 1-1ကသူကြေးအောင်သွားတယ်လို့ပြောလို့ရတယ် Newcastle ကကျွန်တော်တို့အဝေးကွင်းကနေကြေးပေးခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတပွဲပြီးလို့ရှိရင်အဝေးကွင်းရလက်တွေကိုကြည့်မယ်ဆိုလို့ရှိရင် Chelsea ကိုနိုင်ထားတယ် Sunderland ကိုနိုင်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်စပါးကိုနိုင်တယ်Man City ကိုတည်ရကြတယ်ဗောနော်ဆိုတော့အဝေးကွင်းရလက်တွေတော်တော်ကောင်းနေတယ်လို့ပြောလို့ရတယ်ကြေးတွေလည်းအောင်းနေတယ်ဆိုတော့United နဲ့ပွဲမှာတော့ဝေးကွင်းသူကြေးထက်မအောင်သင့်တော့ဘူးလို့ပဲကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်ဒီပွဲမှာ United ဘော်ကိုကြိုက်တယ်နောက်တစ်ချက်ကကျွန်တော်ဂိုးပေါင်းကိုပြန်စဉ်းစားတဲ့အချိန်မှာ3မိုင်းနဲ့10လောက်ကဒီနှစ်သင်းအတွက်ဂိုးပေါင်းစီနည်းနည်းပြော့တယ်ဗျဘာလို့လဲဆိုမိနစ်ကလည်း United အိမ်ဝင်တွေ့တယ်2-3ဆိုတဲ့ရလက်ထွက်ခဲ့တယ်အဲ့ရှိမှလည်းကျွန်တော် United အိမ်ဝင်မှာ3-2ဆိုတဲ့ရလက်မျိုးထွက်ခဲ့တယ်ပြီးတော့ဒီရာဒီပထမအကြော့ Nottingham Forest ကွင်းမှာလည်း2-2ဆိုတဲ့ရလက်ထွက်ခဲ့တယ်ပေါ့နော်လက်ရှိလည်းနှစ်သင်းလုံးကဂိုးတွေသွင်းနိုင်နေတဲ့အနေအထားမျိုးတွေ့ရတယ် United လည်းအိမ်ဝင်ဆိုဂိုးသွင်းနိုင်ကြီးအရန်များတယ်ပေါ့နော်တေချာပေါက်ဂိုးရမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့တစ်ဖက်က Forest ကိုကြည့်ပြန်တော့လဲကျွန်တော်တို့အဝေးကွင်းနေဆိုလို့ရှိရင်ဂိုးတွေပေါ်တယ်ကျွန်တော်ခုနကပြောခဲ့တဲ့အထက်မှာForest ကအဝေးကွင်းမှာဒီကြေးအောင်တယ်ရလက်တွေကောင်းရုံနဲ့မဟုတ်ပဲဂိုးတွေပါများတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့ဒါကို3လုံး10ပြားရှုံးလောက်ကကျွန်တော်ဒီနှစ်သင်းအတွက်ဂိုးပေါ်နေရမှာအရန်တန်နေတဲ့ကြေးမျိုးဖြစ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ United နိုင်မှာဖြစ်တဲ့အတွက်ဇုံပေါ်တော့လည်းမပေးတော့ဘူးထင်တယ်ဆိုတော့ United 1-2-0အလုံးလုံး2-1လောက်လိုမျိုးဖြစ်နိုင်တယ်ဆိုတော့ United
United body နဲ့ကိုကကြိုက်တဲ့တကွာဆော့ပေါ့နော် body ပေါ်ကိုကတော့ကျွန်တော်ဇုံလိုက်တော့မဆော့နဲ့ကိုက United ကိုပို့ပြီးတော့ယုံကြည်ရဆိုရင်တော့လည်း Manchester United body ကိုပဲဆော့ပါတိတ်မယုံဘူးကိုအောက်ဖြစ်နိုင်ရင်ပိုများမယ်ထင်ရင်တော့လည်းကိုအောက်ဆော့ပေါ့နော်ဒါဒီပွဲအတွက်ကတော့ကျွန်တော်အကြိုက်လေးရတော့နှစ်ကွက်ဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်တစ်ပွဲအနေနဲ့ Brentford နဲ့ Crystal Palace တလုံး90နိုင် Brentford အိမ်ဝင်ကပေးထားတယ်ကိုပေါင်းစီ3လုံး45ပြားနိုင်ပေါ့နော်ဆိုတော့အနည်းငယ်တော့ Brentford ကြေးရပြော့တယ်ဒီပွဲတစ်ဖက်ပိတ်ကျွန်တော်တို့အမှတ်လိုတဲ့ပွဲလို့ပြောလို့ရတယ်ပေါ့နော် Brentford ရဲ့ကျွန်တော်ဥရောပဝင်ခွင့်တနေရာစာအတွက် Europa League အတွက်အပေါ်ကဘုံမောက်တို့ Brighton တို့ကိုလိုက်မဲ့အနေအထားမျိုးမှာကျွန်တော်တလုံး90နိုင်ကအနည်းငယ်တော့ပြော့တယ်ဒါပေမဲ့လည်းကျွန်တော်အိမ်ဝင်နောက်ဆုံးပွဲလည်းဖြစ်တယ်လက်ရှိ Crystal Palace ရဲ့ခြေစွမ်းနဲ့ရလက်ပိုင်းဆိုင်ရာအရာတွေလည်းကျွန်တော်သိအားရစရာတော့မရှိဘူးပေါ့နော်သူအနေနဲ့ကဒါ Europa ဒီ Conference League final ပေါ့ဗျာ Vallecano နဲ့လာမယ့်အပတ်ကျရင်သူ Arsenal နဲ့ဒါ Premier League နောက်ဆုံးပွဲစဉ်ကန်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ Conference League ဒါ Vallecano နဲ့ကန်ဖို့ရှိရပေါ့နော်အဲ့ပွဲကပဲသူ့အတွက်အရေးကြီးဆုံးပါပဲဒီ Premier League မှာတော့သူတန်းစင်းဆောင်လဲလွတ်တယ်ပါဥရောပဝင်ခွင့်မှာလည်းဘာမှမျှော်လင့်ချက်မရှိတော့ဘူးဆိုတော့သူကလက်ရှိမှာလည်းကျွန်တော်တို့ဟိုကစားနေတဲ့ Premier League ပွဲစဉ်မှာကစားနေတဲ့ပုံစံတွေအရဆိုရင်ကတော့ကျွန်တော်အမြင်အရPalace ကတိတ်အားဆိုင်မှုမရှိတော့တာမျိုးကျွန်တော်တွေ့ရပါတော့ဆိုတော့ Brentford ကြီးတော့နည်းငယ်ပြော့တယ်ဘာလို့ပြော့လဲဆိုတော့ဘုံမောက်ပေါ့နော်ဒါ Brentford နဲ့ဒါဈေးထဲမတိမ်မြိန်သွားတယ် condition 2တဲ့ဘုံမောက်နဲ့တော့ကတော့ဘုံမောက်ကတလုံး10ပြားနိုင်တလုံးသေးဝင်းကျင်အထိဒါပေးခဲ့တာပေါ့နော်လက်ရှိ Brentford တလုံး90နိုင်အနေငယ်တော့ပြော့တယ်ဒါပေမဲ့လည်းကျွန်တော်ကတော့Brentford တကူလောက်အနိုင်လေးပဲကျွန်တော်ကထင်တယ်ပေါ့နော်အနည်းဆုံးပေါ့ဗျာအနည်းဆုံးတကူနိုင်လောက်တော့ဖြစ်နိုင်တယ် 1-2-1-2-0ပေါ့ဒါမျိုးလေးဖြစ်လာနိုင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကြေးရတော့ကျွန်တော်နည်းနည်းလေးအားမရပါမဲ့လည်းကျွန်တော် Brentford body လေးပဲကျွန်တော်ကြိုက်ပါတယ်နောက်တစ်ပွဲက Everton နဲ့ Sunderland ပေါ့နော်တလုံး90နိုင်3လုံး80နိုင် Everton ကနိုင်ပွဲပျောက်သွားတာကျွန်တော်9ပွဲလား6ပွဲလားရှိသွားပြီ9ပွဲလောက်တင်တယ်ဆိုတော့6ပွဲပေါ့နော်5ပွဲပေါ့ဗျာ Chelsea ကိုနောက်ဆုံးနိုင်ခဲ့တဲ့ပွဲပြီးရသူ5ပွဲဆက်နိုင်ပွဲပျောက်ထားတယ်တီ3ပွဲနဲ့2ပွဲရှုံးထားတယ်ပေါ့နော်ဆိုတော့နောက်ဆုံးအိမ်ဝင်းကင်းမှာကန်သွားတဲ့ Man City နဲ့3-3ပွဲစဉ်ကတော့ Everton တော်တော်ကောင်းခဲ့တယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာလည်းကျွန်တော်တို့ Sunderland ကိုနိုင်ကြီးတော့ရှိခဲ့ဒါပေမဲ့ကျွန်တော်တလုံး90နိုင်ဆိုတဲ့ဈေးကြီးမှာ Everton ကိုသိမယုံဘူးပေါ့နော် Everton ကလည်းတကယ်တမ်းဆိုရင်တော့ဒီအပေါ်ကကျွန်တော်တို့ Bournemouth Brighton Brentford Chelsea တို့နဲ့အတူပေါ့ဗျာဥရောပဝင်ခွင့်တနေရာစာအတွက်မျှော်လင့်ချက်ရှိသေးတဲ့အသင်းလို့တော့ပြောလို့ရတယ်အဲ့လိုပဲ Sunderland နေလည်းကျွန်တော်48မှတ်တမတ်ပဲကွာတာဖြစ်တဲ့အတွက် Sunderland လည်းကျွန်တော်တို့ကဟိုလုံးဝကြီးဟိုမျှော်လင့်ချက်မရှိတာတော့မဟုတ်ဘူးဒါပေမဲ့ဘာမှတော့ဝင်နိုင်ကြတော့မရှိပါဘူး Sunderland အနေနဲ့ကတော့ကျွန်တော်အမြင်ရနောက်ပိုင်းပွဲစဉ်တွေရလက်တွေလည်းမကောင်းထားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ Sunderland လုံးလုံးရသွားလဲတည်ရပါပဲဒါပေမဲ့ကျွန်တော်ဒီပွဲမှာ body ထက်ဆိုင်ကျွန်တော်ကတော့ဂိုးပေါင်းအောက်ကိုကြိုက်တယ်ကျွန်တော်ပြီးခဲ့တဲ့အပတ်ထဲကလည်း Everton နဲ့ Crystal Palace မှာ Gray ကကျွန်တော် Everton ဂိုးအောက်ကိုကျွန်တော်စပြီးတော့ရွေးချယ်ခဲ့တယ်ဒါပေမဲ့2-2ဆိုပြီးတော့ဒါပေါ်သွားသေးတယ်ပေါ့နော်ဆိုတော့ Everton လို့ဒါဂိုးပေါ်စရာကြီးတိတ်ရှိတဲ့အတင်းမဟုတ်ဘူးမဲ့နောက်ဆုံးကန်ထားတဲ့ကျွန်တော်တို့9ပွဲ6ပွဲလောက်ကဂိုးတွေများနေတာကိုတွေ့ရတယ်ပေါ့နော်နောက်ဆုံးကန်ထားတဲ့ပွဲမှာကျွန်တော်တို့ဒါ Everton ဒါ Crystal Palace နဲ့2-2 Man City နဲ့3-3 West Ham နဲ့ဆိုလဲဒါ2-1ဂိုးပေါ်ခဲ့တယ် Liverpool နဲ့1-2ဂိုးပေါ်တယ်ပေါ့နော်ပြီးတော့ Brentford နဲ့ကန်တော့ကလည်း2-2ဆိုပြီးဂိုးပေါ်တယ်အဲ့ရှေ့မှာလည်းကျွန်တော် Chelsea ကို3-0ဆိုပြီးတော့ကျွန်တော်တို့6ပွဲဆက်တိုက်လောက်ထိ Everton ဂိုးပေါ်ထားတယ်ဆိုတော့ဒီပွဲမှာ3-80နိုင်ထပ်ဖွင့်ထားသေးတယ်ပေါ့နော်ဆိုတော့ဟိုဒီနှစ်သင်းအတွက်တော့ဒါတာမန်အဖြစ်ပြင်းတယ်လို့တော့မြင်စရာရှိတာပေါ့နော်ဒါဂိုးရန်သွင်းတဲ့အသင်းတွေမဟုတ်ပေမဲ့ဒါပေမဲ့ Everton ရဲ့လက်ရှိ6ပွဲဆက်ဂိုးပေါ်ထားတဲ့ current form နဲ့ရှင်ကြည့်ရင်တော့3.80ကဂိုးထပ်ပေါ်လိမ့်မယ်လို့မထင်ဘူး Everton နိုင်သွားလဲ 1-2 ကျွန်တော်အမြင်ရပါတော့ 1-2 မြင်တယ်တကယ်လို့ဒီတလုံး90နိုင်ကြေးက Everton မအောင်နိုင်ဘူးဆိုလဲ1-1လောက်နဲ့ပဲရပ်သွားလိမ့်မယ်လို့ကျွန်တော်ယူဆရဗျာဆိုတော့ကျွန်တော်ဒီပွဲမှာ body တော့ဘာမှမကြိုက်ဘူးကျွန်တော်ဂိုးအောက်ပဲကြိုက်ပါတယ်ဆိုတော့ Everton Sunderland ကိုကျွန်တော် goal out ထပ်ပြီးတော့နေကျင်တယ်ပေါ့နော်ပြီးခဲ့တဲ့အပတ်ကလည်းကျွန်တော်တို့goal out ရွေးချယ်ခဲ့ပေမဲ့ goal ပေါ်သွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီပွဲတော့ goal out ပဲထပ်ပြီးနေကျင်ပါတယ်နောက်တစ်ပွဲအနေနဲ့ကကျွန်တော် Leeds နဲ့ Brighton ပေါ့နော် Leeds ကLeeds အိမ်ကွင်းမှာ Brighton က level 65ပြားရှုံးဒီ65ပြားရှုံးပေးထားတယ် goal ပေါင်းသေးက3-80နိုင်ပဲပေါ့နော်သူလည်းဆိုတော့Brighton ကတော့ဒါဒီပွဲလဲကျွန်တော်တို့ဒီ Brighton တသင်းရဲ့တစ်ဖက်ပိတ်အမှတ်လိုအပ်နေတဲ့ပွဲလို့ပြောလို့ရတယ်အဲ့ဒါကြောင့်လဲကျွန်တော်တို့ဒါဒီ65ပြားရှုံးလောက်ထိ Leeds လိုမျိုးအိမ်ကွင်းကောင်းတယ်လက်ရှိ current form ရန်ကောင်းနေတဲ့အသင်းကိုဒါပေးထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီပွဲမှာ Leeds ကကျွန်တော်သူ့အနေနဲ့ဟိုရလက်တွေကောင်းတဲ့တန်းစင်းစုံတွေပါလေလွတ်သွားပြီဆိုပေမဲ့ပေါ့နော်တိတ်ပြီးတော့ဟို shortlist ဘာညာမရှိဘူးပေါ့ဗျာပြောချင်တာဟိုဘန်လီနဲ့တွေ့တော့လဲသူ3-1ကြိတ်ခဲ့ရပဲဒါပေမဲ့အဲ့တော့ကတော့သူတန်းစင်းစုံ
တဲတန်လွတ်အောင်ပေါ့နော်နောက်ဆုံးဟိုလွတ်သွားပြီဆိုတော့ရလက်မျိုးဖြစ်သွားတာပေါ့ဗျာအဲ့ဘန်လေးကိုသူတို့ကနိုင်ခဲ့တော့ပြီးတော့စပါးနဲ့တော့လည်းတကယ်တမ်းဆိုလို့ရှိရင်ဟိုတာမန်အသင်းတွေဆိုရှော့ချင်းရှော့လို့ရတာပဲလေနော်သူအနေနဲ့တန်းစင်းဆုံးလွတ်သွားတဲ့အချိန်မှာစပါးတာသူ့ကိုနိုင်ခဲ့ရင်စပါးလည်းတန်းစင်းဆုံးလွတ်မဲ့နေတာဒါပေမဲ့အသေးအတန်လိုက်ဆော့သေးတာပဲပေါ့နော်ဆိုတော့ lease အနေနဲ့အခုလိုမျိုးဒါစပါးကွင်းမှာတော့မှအသေးအတန်လိုက်ဆော့ခဲ့အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ပွဲစဉ်မှာလည်းကျွန်တော်တို့ Brighton ကိုဒုက္ခမပေးဘူးလို့မပြောနိုင်ဘူးဗျကျွန်တော်ကတော့ lease အိမ်ကွင်းကိုပို့ကြိုက်တယ် Brighton အနေနဲ့ကလည်းကျွန်တော်တရားဒီလုံးပြန်ကြည့်မယ်ဆိုအဝေးကွင်းအရန်ကောင်းတဲ့အသင်းမျိုးတော့မဟုတ်ဘူးပေါ့နော်အဝေးကွင်းဆိုလို့ရှိရင်တော့အနေငယ်ကျွန်တော်တို့အိမ်ကွင်းလောက်တော့အားရစရာမရှိဘူးဖောင်နေငယ်ကြတယ်နောက်ဆုံးကန်ထားတဲ့အဝေးကွင်းနှစ်ပွဲဆိုလို့ရှိရင်လည်းစပါးကိုသေးကြတယ်နယူကာဆယ်ကိုရှုံးထားတယ်ပေါ့နော်အဲ့လိုမျိုးရလက်တွေထွက်ထားတယ်ဆိုတော့ဒီပွဲမှာ Brighton အလုံးလုံးရသွားရင်တရေပဲလို့ကျွန်တော်ကတော့မြင်တယ် Leeds Body ကိုကျွန်တော်ကြိုက်တယ် 1-1-2-2 တခုခုသွားပါလိမ့်မယ်ဂိုးပေါင်းသေး3.80ကတော့တော်တော်များဂိုးပေါင်းနေချင်းစရာကောင်းတယ်ဒီနေ့အတွက်ဒီ Premier League ရှိတဲ့ပွဲတွေထဲမှာပေါ့နော်ဒီ United ပွဲတို့ဒီ Leeds Brighton ပွဲတို့ကဂိုးပေါင်းတော်တော်ကြိုက်ကြတဲ့ပွဲတွေဗျာနည်းနည်းတော့တတိထားစေချင်တယ်ပေါ့နော်ကျွန်တော်ကတော့တိတ်မကြိုက်ပါဘူးကျွန်တော် Leeds Body တကြောင်မကြိုက်တယ်ပေါ့နော်ပြီးရင်နောက်တစ်ပွဲက Wolves နဲ့ Fulham ပေါ့နော်ဒါ Fulham တစ်လုံး65ပြားနိုင်လောက်လာပေးထားရပေါ့နော် Wolves ရဲ့ကွင်းမှာဆိုဘိုးပေါင်းကြီးက3.65-80ဝန်းကျင်ပါပဲဒီ3.65-80ဝန်းကျင်ဒီနေ့ဒါ3ပွဲလောက်ကျွန်တော်တွေ့ရတယ်ဗောနော်ကျွန်တော်ဒီတစ်ချိန်နဲ့ကံမဲ့3ပွဲလောက်ဒီကြေးဝန်းကျင်လေးတွေကြီးပဲသွားနေတယ်ဒါလေးကတော့လည်းတတိထားစေချင်တယ်ဗောနော်ဆိုတော့ကျွန်တော်ဒီပွဲမှာလည်းကျွန်တော် body ပဲအဓိကပြောသွားပါမယ်ကျွန်တော် Wolf body ပဲကြိုက်ပါတယ်ဘာလို့လဲဆိုတော့ Wolf တန်းဆင်းသွားပြီဗျာဟိုအိမ်ဝင်းမှာနောက်ဆုံးဒါ Premier League ပွဲစဉ်အနေနဲ့ကန်ရတဲ့ပွဲတစ်ဖက်ကလည်း Fulham လို့အသင်းပေါ့နော် Fulham လို့အသင်းဆိုတာ Fulham ကဒါဦးထက်ဆိုင်တော့အများကြီးကောင်းတာပါဗျာဒါပေမဲ့အိမ်ဝင်းလောက်ပဲပို့ပြီးတော့အားရစရာရှိပါတယ် Fulham ဆိုရဲအသင်းရတယ်ပေါ့နော်လက်ရှိကန်ထားတဲ့ပွဲစဉ်တွေမှာလည်းသူ Aston Villa ကိုအိမ်ကွင်းမှာနိုင်ထားတာလွယ်ကျန်တဲ့ပွဲစဉ်တွေချင်းတိတ်အားရစရာတော့မရှိပါဘူးဆိုတော့ Wolf ကသူ့ဟာသူဘယ်လိုပဲတန်းဆင်းသွားပြီပဲပြော Premier League အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဒီပွဲစဉ်လေးမှာတော့အိမ်ကွင်းပြည်သက်စိတ်ကျေနပ်အောင်မရှုံးအောင်ဟိုစိတ်မပြတ်သွားအောင်နော်ပြည်သက်ဒါဘာပဲဖြစ်ဖြစ်ပေါ့နည်းနည်းလေးဖြောပြေးစင်စင်နဲ့ဂိုးလေးပါလေးတွင်းပြီးတော့သူတရေလောက်တော့အနည်းဆုံးရအောင်ကမ်းမယ်ကျွန်တော်တော့အနိုင်ထိတောင်ဖြစ်သွားနိုင်တယ်လို့ထင်တယ် 2-1 လောက်ပေါ့ 2-1 တို့ 2-2 တို့ 1-1 တို့ပေါ့နော်တခုခုပေါ့ရှေ့မှာလည်းဒီ Wolf အိမ်ကွင်းမှာဆန်နာလန်နဲ့တော့ကလည်းဒါတရေရအောင်ကန်ခဲ့တာပဲဒါဆန်နာလန်တော့အဲ့ဒီတယောက်ထုတ်ခံလိုက်ရတာပေါ့နော်တယောက်หนีခဲ့တာလေးတော့ရှိတာပေါ့ဆိုတော့လက်ရှိမှာဖူဟန်ကလည်းကျွန်တော်တို့ဒါဥရောပဝင်တဲ့သူလည်းမျောလင်းခြင်းရင်တော့မျောလင်းလို့ရတယ်တင်ဒါပေမဲ့လက်ရှိကြံတဲ့နှစ်ပွဲကတော့တိတ်တော့မလွယ်တော့ပါဘူးကျွန်တော်ဒီနေ့ Wolf နဲ့တွေကကျွန်တော်ဖူဟန်ကိုအမှတ်ရနိုင်ရင်နဲတယ်လို့မြင်တဲ့အတွက်ကျွန်တော်ဟိုဖူဟန်ကတော့ဒီဥရောပဝင်ဘာညာတော့ကတော့တိတ်မျောလင်းမဲ့အသင်းမျိုးလည်းမဟုတ်တော့ဘူးလို့ပဲကျွန်တော်ယူဆတယ်ဆိုတော့ Wolf ကိုကျွန်တော်တို့အိမ်ကွင်းမှာသူ့ပြိတ္တကိုသူလက်လက်ပပလေးအကောင်းဆုံးနှုတ်ဆက်သွားလိမ့်မယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်ဆိုတော့ Wolf body လေးကျွန်တော်ကြိုက်ပါတယ်ပြီးရင်နောက်တစ်ပွဲက Newcastle နဲ့ West Ham ပေါ့နော် Newcastle level 45ပြားရှုံး40ရှုံးဝင်ရင်ပေးထားတယ်ကိုပေါင်းသေး315ပြားရှုံးဝင်ရင်ပေးထားတယ်ပေါ့နော်ဆိုတော့ဒီပွဲကလည်းဒါမှအဖြစ်ကြည့်ရင်တော့ဒါNewcastle ကတော့ဒါအမှတ်မလို့တော့တဲ့အသင်းပေါ့ဗျာဥရောပဝင်ခွင့်နဲ့လည်းသူကအရန်ဝေးသွားပြီတန်းစင်းဆောင်ကလည်းအလွတ်ကြီးဆိုတော့ဘာမှတော့မျောလင်းစရာတော့မရှိဘူးတစ်ဖက်က West Ham ကတော့အသေးအတန်ရုံးအောင်ပဲဗျာဒါစပါးနဲ့သူနဲ့လက်ရှိမှာ2မှတ်ပြတ်နေတယ်ပေါ့နော်ဆိုတော့ဒီပွဲနိုင်လိုက်ရင်တော့သူကစပါးထက်2မှတ်ပိုတာမယ်မနေ့ပြန်ကျွန်တော်လာမဲ့အင်္ဂါညထင်တယ်စပါးက Chelsea နဲ့ကန်မှုရှိတယ်ပေါ့နော်ဆိုတော့စပါးကလည်းဒီတစ်ပတ် Chelsea နဲ့ကန်မဲ့ချိန်မှာတော့ရလက်ကောင်းမကောင်းမသေးကြသေးဘူးဆိုတော့ West Ham တော့ကအသေးအတန်ရုံးမှုလိုတယ်ဒါပေမဲ့ Newcastle ကရောကျွန်တော်တို့ဟိုလွယ်လွယ်ကူကူကြီးနဲ့ဟိုညာပါမလားပေါ့နော် Newcastle ကပြောရမယ်ဆိုလို့ရှိရင်အိမ်ဝင်းမဲ့ကောင်းတဲ့အသင်းလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီနောက်ပိုင်းကန်ဝါရဲ့ပွဲစဉ်တွေမှာဆိုအိမ်ဝင်းတော့ရှုံးခဲ့တဲ့ပွဲစဉ်တွေလည်းရှိတယ် Brighton ကိုပဲနောက်ဆုံးအိမ်ဝင်းမှာပြန်နိုင်ထားတဲ့တပွဲပဲရှိတယ်ပေါ့နော်အဲ့ရှိမှာဆိုအိမ်ဝင်းတွေလည်းရှုံးထားတယ်ဆိုတော့ဒီပွဲကတော့ဗျာတို့လည်းအိမ်ဝင်းနောက်ဆုံးပွဲစဉ်ဒီရာဒီမှာ Newcastle အနေနဲ့လည်းဘာမှမလုပ်ပြနိုင်ခဲ့တဲ့အပေါ်မှာတော့ကျွန်တော်အမြင်ရတော့သူ့အနေနဲ့အိမ်ဝင်းကြီးမှာဒါ Watson နဲ့တွေ့တဲ့အချိန်တော့လွယ်လွယ်ကူကူကြီးအရှုံးခံသွားလိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်ဒါကျွန်တော်အမြင်ရပါဗျာရှုံးသွားလိမ့်မယ်ရှုံးဟိုဟာဖြစ်သွားလိမ့်မယ်လို့တော့မထင်ဘူးဝက်ဆန်သူကသူဘယ်လောက်ယုံယုံသူတရီလောက်တော့သူလည်းရအောင်ပြန်ဆော့နိုင်လိမ့်မယ်လို့ထင်တယ်ဆိုတော့ Newcastle တရီနဲ့အနိုင်ပါပဲကျွန်တော်ပြား40 45ပြားကြီးပြော့တာကတော့ဒါတစ်ဖက်ကဝက်ဆန်အမတ်လူနေတဲ့အသင်းဖြစ်လို့ Newcastle ကတော့ကြီးပြော့တာကတော့ဒါကျွန်တော်တို့ဒါထုံးစံပါပဲဒီအချိန်မှာအမတ်လူအချက်ရှိနေတဲ့အသင်းတွေကတော့ကြီးပို့ပေးလေးရှိတယ်ပေါ့နော်ဆိုတော့ Newcastle level 40 45ပြားမှာကျွန်တော်တို့အလုံးလုံးရှုံးလဲ40 45ပြားလောက်ပဲလို့ကျွန်တော်ယူဆရပါတော့ Newcastle တရီနဲ့အနိုင်လောက်ပဲကျွန်တော်ထင်ပါတယ်ပြီးတော့ဒီပွဲကတော့ကျွန်တော်ရှေ့ပွဲလေးတော့တစ်ချက်စောင့်ကြည့်ပေါ့နော်ကျွန်တော်ကတော့လောလောဆယ်အနေထားရ6ပေါင်းအပေါ်ကိုကျွန်တော်နည်းနည်းကြိုက်တယ်ဒီပွဲကတော့လေ level 40မှာ3ပိုင်းနဲ့15ပေါ့ဗျာအပေါ်မှာဒါ United တို့ Nottingham Forest တို့လိုကိုသွင်းရပိုကောင်းနေတဲ့အသင်းတွေတောင်မှကျွန်တော်တို့ body ဈေးတစ်လုံး20နိုင်30နိုင်ဝန်းကျင်မှာ3လုံး10ပြားရှုံးဝန်းကျင်ပဲရှိရဲဒီ Newcastle နဲ့ West Ham ကကျွန်တော် level 45ပြား40ဝန်းကျင်မှာကျွန်တော်3လုံး15ပြားရှုံးလောက်ထိပေးထားတာကိုကျွန်တော်နည်းနည်းပို့ပြီးသဘောကျတယ်ပေါ့နော်ဒါ Newcastle ဖောင်ကြောင်းတော့ပို့ပြီးဖြစ်နိုင်ပါတယ် Newcastle ကတော့ပွဲတိုင်းနီးပါသွင်းကိုပေးကိုတွေရှိနေတယ်သူဟို PTDS မဖြစ်တာဆိုလို့ Arsenal နဲ့
တပွဲဟိုရှိခဲ့တယ်ပေါ့နော်ပြီးခဲ့တဲ့ Nottingham Forest နဲ့လည်းသူဒါ 1-1 တော့ဖြစ်ခဲ့တယ်ဒါပေမဲ့ 1-1 မှာပဲရပ်သွားတာပေါ့နော်ဆိုတော့ပေးကိုသွင်းကိုလေးတွေဒီပွဲမှာလည်းမြင်ရနိုင်ပါတယ်ကျွန်တော်ထင်တာကတော့ 2-1 2-2 သွားလိမ့်မယ်လို့ယူဆရပါတော့ဆိုတော့ Newcastle Burnley နဲ့ goal ပေါ်လေးကျွန်တော်သဘောကျတယ်goal ပေါ်တော့ရှေ့ပွဲလေးချက်ဆောင်ကြည့်ပေါ့နော်မတော်တဆရှေ့၄ပွဲမှာရှေ့9ပွဲမှာပေါ့နော်ရှေ့9ပွဲမှာပေါ်လာတွေများနေတော့ကျွန်တော်နည်းနည်းသတိထားစေချင်တယ်ပေါ့နော်ဆိုတော့လောလောဆယ်အနေထားရတော့ကျွန်တော် Newcastle Burnley နဲ့ goal ပေါင်းအပေါ်ကိုကြိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီ Premier League တီးတဲ့ကျွန်တော်ရဲ့ဒီ video file မှာကျွန်တော်အကြိုက်လေးတွေကပေါ့နော်ကျွန်တော်အကြိုက်လေးတွေကကျွန်တော် Manchester United နဲ့ Nottingham Forest ကို Manchester United body ကြိုက်ပါတယ် United ကိုဒါမယုံကြည်ဘူးကိုပြတ်ပါမလားပါညာစိုးရိမ်နေသူတွေကတော့ကိုအောက်လေးမစိုးဘူးလို့ကျွန်တော်အကြံပေးချင်ပါတယ်နှစ်ကွက်ပေါ့နော်ဒါနှစ်ကွက်လုံးတော့ဇုံမဆော့ပါနဲ့ကိုကျွန်တော်ရှေ့မှာပြောခဲ့သလိုကိုကြိုက်တဲ့တစ်ကွက်ကိုပို့ပြီးတော့ဆော့ပါကြိုက်တဲ့တစ်ကွက်ပဲဆော့ပါပေါ့နော်ပြီးရင် Brentford နဲ့ Crystal Palace ကတော့ကျွန်တော်ဟိုအရန်ယူအားမရပါမယ်လေ Brentford ပဲကျွန်တော်အနေငယ်သဘောကျနေပါတယ်ပြီးရင် Everton နဲ့ Sunderland ကကျွန်တော်ဒါကိုအောက်ကြိုက်ပါတယ် Leeds နဲ့ Brighton မှာကျွန်တော် Leeds body ပဲကြိုက်ပါတယ်ပြီးရင် Wolves နဲ့ Fulham မှာ Wolves body ကြိုက်ပါတယ် Newcastle နဲ့ West Ham မှာကျွန်တော် Newcastle body နဲ့ goal ပေါ်ဆိုပြီးတော့ကျွန်တော်သဘောကျပါတယ်ပေါ့နော်ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေပေါ့နော်ကြိုက်တူတဲ့အားလေးတွေဆော့ပါမကြိုက်ရင်လည်းရှောင်ပါပေါ့နော်ဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်ခဏနေကျွန်တော် page မှာကျွန်တော်ဒါကျန်တဲ့ series 9ပွဲနဲ့ကျွန်တော် La Liga 10ပွဲကိုကျွန်တော် live လွှင့်ပြီးပြောပေးသွားပါဦးမယ်တော့ဒီ video တင်ပြီးရတယ်တော့ live လွှင့်ဖို့များပါတယ်ဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ်